ကထိန်နုမောဒနာအနေနဲ့ဦးဇင်းနည်းနည်းပြောမယ်နော်ကထိန်ဆိုတာစွမ်းမဆိုပိန်ကြောက်မဆိုသိမ့်သင်္ကန်းမဆိုကထိန်ယရနာမဆိုစိတ်ဆိုပြီးတော့ဒီလိုမှတ်တမ်းတင်ကြတယ်ယရနာတွေထဲမှာလည်းပဲတန်ဖိုးအရှိဆုံးအခိုင်ခံဆုံးပစ္စည်းဟာစိတ်လို့ဒီလိုပြောတယ်ဆွမ်းလောင်းတဲ့နေရာမှာလည်းပဲပိဏပါဒဒုတင်ပိဏပါဒဆိုတာဆွမ်းခံလက်လက်စားတက္ကရာကမတွေပင့်တဲ့ဆွမ်းလိုက်မစားဘူးကြောင်းလာပို့တဲ့ဆွမ်းမစားကိုယ့်ရဲ့ခြေသလုံးကိုအိမ်တိုင်းပြုတ်ပြီးတော့ကိုအားကိုပြီးဆွမ်းခံသွားသပိတ်ထဲကြတဲ့ဆွမ်းကိုပဲစားတာအဲ့ဒါမျိုးကိုပိဏပါဒဒုတင်လို့ဒီလိုခေါ်တာအဲ့လိုဒုတင်ဆောင်မထေကိုလောင်းခွင့်ရတဲ့ဆွမ်းဟာလဲဆွမ်းနဲ့မှာတော့အမျက်ဆုံးပဲဒီလိုပြောကျောင်းမှာဆိုရင်သိတဲ့သိင်္ဂါလည်းပဲတန်ဃာတော်တွေမွေးဖွားရာဖြစ်တဲ့အတွက်ဒါကြောင့်သိင်္ကျောင်းအလှလည်းပဲအမြတ်ဆုံးပဲတဲ့ဒီလိုပြောသင်္ကန်းလှူတဲ့အခါမှာအာဂါပတိစီဝရတထေးတွေလှူတဲ့သင်္ကန်းဣစေကစီဝရအစောတလင်ရှောင်းတခင်လှူတဲ့သင်္ကန်းစသည်ဖြင့်သင်္ကန်းတွေအများကြီးဝတ္တဝါတိကမိုးရေကန်သင်္ကန်းဝါစုကန်တိလှူတဲ့ဝါစုသင်္ကန်းအဲ့လိုသင်္ကန်းတွေအများကြီးရှိတဲ့ထဲမှာကထိန်သင်္ကန်းကတော့အမျက်ဆုံးပဲတဲ့ဒီလိုပြောဘာဖြစ်လို့မြတ်တယ်လဲမေးကိုရှိလို့ကိုပတ်စံရှိလို့ကိုအစဉ်ပြေလို့လှူရင်သင်္ကန်းကပုဂ္ဂိုလ်ကိုလှူလို့ရဥစဉ်ကိုကြည်ညိုဥစဉ်လှူလို့ရတခြားတစ်ပါးကြည်ညိုတခြားတစ်ပါးလှူလို့ရကထိန်ကအဲ့လိုမဟုတ်စောစောကဆိုပြီးတန်ဂတ္တဒေးမှာတန်ဃာကိုလှူရတပါးတည်းရှိတဲ့အကြောင်းဖြစ်နေပါစေတန်ဃာကိုပဲရည်မှန်းလှူရတယ်တပါးတည်းရှိတဲ့အကြောင်းမို့တပါးကိုကထိန်ခင်းတယ်လို့ဒီလိုမမှတ်ရဘူးဟုတ်လားကထိန်ကထူးကြတာအဲ့ဒါအဲ့လိုတန်ဃာကိုလှူရည်မှန်းပြီးလှူတဲ့အတွက်ဒါကြောင့်ဒီကထိန်သင်္ကန်းဟာမြတ်တယ်လို့ဒီလိုပြောလို့ရတယ်ဒါရင်လားမေးတော့မဟုတ်ဘူးကျန်တဲ့ဝါဆိုသင်္ကန်းတို့ကလှူတဲ့လူပဲကုသိုလ်ရတယ်ဝိတ္တလူကုသိုလ်မရဝိယုံလို့ကောင်းတယ်မကောင်းမှုချမ်းသာတယ်ဒီလောက်ပဲရှိတယ်အကျိုးတရားကြတော့ကထိန်သင်္ကန်းလို့မရကထိန်သင်္ကန်းကြတော့လှူတဲ့လူလဲလှူရတဲ့အကျိုးကျေးဇူးရတယ်အလှခံတဲ့ပုဂ္ဂိုလ်လည်းလှူခံတဲ့အတွက်ဒါကြောင့်အကျိုးကျေးဇူးရတယ်အဲ့ဒါကြောင့်ကထိန်သင်္ကန်းကိုဟာအမျက်ဆုံးသင်္ကန်းလို့ဒီလိုပြောကြတယ်ခဏကိုဖြိုးမောင်မောင်မတ်တဇင်ထွန်းသမီးမတ်တမှုရွှေဤသာမောင်လင်းဝနတဇင်ကုံမနဲ့အိမ်သောပစ္စည်းရောင်းဝယ်ရေးမိသားတစုတို့သစ္စာရောင်ကြီးကျောင်းတိုင်မှာလာပြီးတော့တန်ဃာတော်တွေရဲ့ဂုံကိုရည်မှတ်ပြီးကထိန်သင်္ကန်းဆက်ကလှူဒန်းကြစိတ်ထားလေးထားတတ်ဖို့ပြောတာတစ်ဘာကိုရည်မှန်းရမယ်တန်ဃာကိုရည်မှန်းရမယ်ဟုတ်ပြီလားကထိန်သင်္ကန်းဆိုတာတန်ဃာတော်တို့အတွက်ဖျားပေးတဲ့စုတစ်မျိုးပဲမြတ်စွာဘုရားရှင်ကိုရောမြတ်ကြီးရဲ့လက်ထက်ကပထမမှာကထိန်သင်္ကန်းမရှိဘူးကထိန်မပြောနဲ့ဝါဆိုဖို့ကိုမြတ်စွာဘုရားမပြည့်ညတ်သေးဝဇိဒဗုဒ္ဓတိကာရဲ့အဖွင့်ဆိုရဆိုရင်ကထိန်ဖြစ်တာဟာဇာတတမင်းဘယင်ဖြစ်ပြီးတဲ့နောက်မှကထိန်ဆိုတာဖြစ်တယ်လို့ပြောတယ်အဲ့ဒါကိုတိတိကျကျတွက်လိုက်မယ်ဆိုမြတ်စွာဘုရားပြိဋိဘံစံဃန်ဒီ10နှစ်အလိုကြမှဒီကထိန်ကဖြစ်တာ45ဝါနေရတဲ့မြတ်စွာဘုရားပြိဋိဘံစံဃန်ဒီ10နှစ်အလိုမှကထိန်စပေါ်တယ်ဆိုတော့ကထိန်မပေါ်ခင်မှာသူတော်ကောင်းတွေစဉ်းစားဖို့ပေါ့အချိန်ကြီးအများကြီးဟုတ်လားမြတ်စွာဘုရားဝါတော်30ကျော်မှဒီကထိန်ဆိုတာစဖြစ်တယ်ဘယ်လိုစဖြစ်တယ်လဲလို့မေးလိုက်ရင်မြတ်စွာဘုရားနဲ့ဘုရားဖြစ်ပြီးကသာစတွေ့ထားခဲ့တဲ့သူတော်ကောင်းတွေတည်ပြီးသားဗဒ္ဒဝဂီညီနောင်3ကျိတ်ဘာ3ကျိတ်လဲဗဒ္ဒဝဂီဗဒ္ဒဆိုတာကောင်းသောဝက်ကဆိုတာကအစုကောင်းတဲ့အလုပ်ကိုစုပေါင်းလုပ်လို့အဲ့ဒီတန်ခါ30ကိုဗဒ္ဒဝဂီလို့ဒီလိုခေါ်တယ်ကောင်းတဲ့နေရာမှာစုပေါင်းရင်ဘာဝဂီဗဒ္ဒဝဂီမြတ်စွာဘုရားကတော့တင်စားတယ်ပြားတွေရဲ့စုပေါင်းခြင်းမျိုးပဲတဲ့ဒီနေရာမှာပြားကောင်လေးတွေစုပေါင်းတယ်ရင်ကောင်တွေလည်းစုပေါင်းတယ်ရင်ကောင်တွေကမကောင်းတဲ့နေရာမှာသွားပေါင်းတယ်အမိုက်ပုံတို့ဟာအပုပ်အဆတ်တို့မကောင်းတဲ့နေရာမှာရင်ကောင်တွေတယုံယုံနေ
ပြားကောင်တွေကအဲ့လိုနေရာမသွားပြားကောင်တွေကလှလှပပရှိတဲ့ပန်းလေးတွေနေရာမှာသွားတာလှလှပပရှိတဲ့ပန်းလေးတွေကမှပန်းဥကြီးလေးတွေစိုးပြီးတော့သေချာခိုင်မာတဲ့နေရာမှာအုံဖွဲ့ပြီးတော့မိုးရွာလေတိုက်ရင်ရှာဖွေတဲ့အခါအစင်မပြေတဲ့အခါမှာစားဖို့အစင်စစ်ဖြစ်အောင်ညီညီညွတ်ညွတ်တက်ညီလက်ညီနဲ့စုပေါင်းကြတယ်တဲ့ပြားတွေရဲ့အလေးကလေအဲ့တော့မြတ်စွာဘုရားကပြားကိုပုံပြုအရေးစု၍ထားမှုလိမ္မာလွန်ချမ်းသာ၏တဲ့ချက်သားတို့ပြားတွေလိုကျင့်ကြပြားတွေလိုကျင့်ကြလို့ပြောပြားတွေဟာပန်းအိုကြီးလေးတွေသွားဆုပ်လိုက်လို့ပန်းမှာအလှလည်းပြည့်မသွားပန်းအိုကြီးလေးတွေသွားဆုပ်လိုက်လို့ပန်းမှာအနံ့လည်းပြည့်မသွားဟာကိုယ့်အတွက်လည်းပဲလုံလုံချုံချုံသိမ့်ဆဲထားတယ်အဲကြောင့်ပြားတွေရဲ့စုပေါင်းခြင်းဟာဗတ္တဝဂီလို့ဒီလိုပြောလို့ရရင်ကောင်တွေကြတော့ဟာစုပေါင်းလိုက်တာမကောင်းတဲ့အနတ်မကောင်းတဲ့နေရာမှာသွားပြီးစုတယ်စုသူဆောင်ဆောင်ရှိလားဆိုတော့ဘာမှစုသူဆောင်ဆောင်လည်းမရှိဟာလူတွေကိုဒုက္ခပေးဖို့ပဲမျက်စိပေါ်နားလိုက်နားထဲဝင်လိုက်ဟိုဝင်လိုက်ဒီဝင်လိုက်နဲ့ဒီရင်ကောင်ကိုဘယ်သူကမှမနစ်သက်ပြားကိုပုံပြုအရေးစု၍ထားမှုလိမ္မာလွန်ချမ်းသာ၏ရင်ကောင်တော်မှာရင်ကောင်တော်တုံဝမ်းဝယုံမြရှားကမပြတ်မရငတ်၏တဲ့ရင်ကောင်တွေကြတော့သိသိထားတာဘာမှမရှိဘူးရှာလို့ရရင်ရမရရင်ငတ်တာပဲဟုတ်လားအဲကြောင့်ခဏသူတော်ကောင်းတို့တွေစုပေါင်းခြင်းနှမျိုးမှာပြားကောင်တွေလို့စုပေါင်းခြင်းဟာဗတ္တဝဂီဒီလိုမှတ်ကြနော်မကောင်းတဲ့နေရာမှာမစုမိစေနဲ့ကောင်းတဲ့နေရာမှာစုမိဖို့ဦးဇင်းပြောချင်တာပါဗတ္တဝဂီယဟန်30သောတာပန်နေဖြစ်ပြီးပြီယဟန္တာမဖြစ်သေးဘူးသောတာပန်တဂရကအနာဂံပေါ့ပုထုဇဉ်လည်းမပါဘူးယဟန္တာလည်းမဖြစ်သေးဘူးယဟန္တာဖြစ်ဖို့တော့အကျင့်ကိုဆက်ကျင့်နေကြတဲ့ယဟန်30ဟာဖယားဖူးဆိုသွားလိုက်ကြတာဖယားနေရာမရောက်ခင်တာကေတမှာအဲ့ဒီမှာသူတို့တွေတောင်းတင်သွားကြတယ်ဟိုဘက်ဆက်သွားရင်ဝါဆိုမမီလို့တရင်ကျော်မှာဖယားရှိတဲ့နေရာဆက်သွားကြတရင်ကျော်လာပြီးကျော်သွားလိုက်တဲ့ခါကျတော့ဘာဖြစ်တော့မေးလိုက်တော့ဟာအဲ့ဒီမှာမိုးတွေကရွာထားမြတ်စွာဘုရားကအဲ့ဒီချိန်မှာဘာတော့ပြည့်ညက်လို့ပြီးပြီလဲမေးရင်သူတော်ကောင်းတွေဝါဆိုဖို့စောစောကမပြည့်ညက်ပေမဲ့နောက်ဆုံးလူတွေကကဲ့ရဲ့လာလို့ကဲ့ရဲ့တယ်ရှုံချတယ်ဆိုတာလဲဘာကြောင့်လဲလို့မေးလိုက်တော့သူတော်ကောင်းတို့တွေဟာတန်ဃာတော်ရှင်သူမြတ်တွေဝါရွင့်ခရီးသွားတာလည်းပဲခဏခေတ်လို့ကွန်ကရစ်လမ်းလို့ကတ္တရာလမ်းလို့နိုင်လို့ကတ္တရာလို့ကြောက်ခင်းလမ်းလို့မရှိတော့လဲလန်းနေပေါ်သွားတော့မိုးတွေကရွာဟိုနာကကြိုက်ဒီနာကခွက်ဘွက်တွေနဲ့ဆိုတော့ယာခင်းတွေကကွင့်ရှောင်သွားလိုက်တော့လူတွေကသူတို့စိုက်ထားတဲ့အပင်လေးတွေနင်းလို့မကြေမနက်ဖြစ်ကြသစ်ပင်တွေမနင်းဘူးဆိုရင်တော့ဒါဒီပြိသိက္ခာဘုတ်ကစဉ်းစားစရာဖြစ်မှာပေါ့လေနဲ့သွားမယ်ကားနဲ့သွားမယ်ကိုလန်းကိုသွားမယ်သူတို့ပစ္စည်းလည်းမထိခိုက်ဘူးဆိုတမျိုးဖြစ်စရာအကြောင်းရှိမယ်ပေါ့ဒါပြောချင်တာနော်အဲ့ဒီမှာဝါရင်း3လချက်သားတို့တဲ့ဣမသမိန်ဝိဟာရေဣမံတေမတံဝတ္တံဥပေမိတဲ့ဒီကြောင်းနဲ့ပဲနေကြဝါဆိုပါမယ်ဆိုတဲ့ဂတိမြတ်စွာဘုရားအဲ့ဒီမှာဝါရင်း3လဝါဆိုခိုင်းဝါဆိုတဲ့သံဃာတွေကိုပထမဝါဆိုလပြည့်နေ့မှာဝါဆိုလပြည့်ကျော်တရနေ့မှာဝါဆိုတဲ့သံဃာတွေကတရင်ကျော်လပြည့်နေ့မှာအဲ့ဒါပုရိမဝါကထတယ်လို့ဒီလိုခေါ်တယ်ပုရိမဝါမဆိုလဲရလို့ဝါကောင်လပြည့်မှာဆိုလဲရတဲ့သံဃာတွေကတစောင်းမုံမှာဝါဝကျွတ်တစောင်းမုံမှာကျွတ်တဲ့သံဃာတွေနဲ့ဒီကထိန်တွေကမဆိုင်တော့ပထမဝါကထမြောက်ပြီးသံဃာတွေဖြစ်ရမယ်ပေါ့ဒီကထိန်သင်္ကန်းကလေအဲ့ဒီမှာမြတ်စွာဘုရားရှင်ကိုတော်မြတ်ကြီးထံတာကေတကနေသွားကြတဲ့ယဟန်30ဟာပထမစွာဆိုပြီးတော့တရင်ကျော်လာပြီးကျော်မှာဖယားနဲ့သွားတွေ့တော့ချက်သားတို့ကြမ်းကြမ်းမာမာချမ်းချမ်းသာသာရှိကြသလားဖယားကမေးကြမ်းကြမ်းမာမာတော့ရှိပါတယ်ချမ်းချမ်းသာသာလည်းရှိပါတယ်တပည့်တော်တို့ဝိတ္တာကသင်္ကန်းကအပေါ်ကတင်တဲ့နှစ်ထပ်သင်္ကန်းရဲ့အပေါ်ကဝိတ္တဲ့ဧကတိရဲ့အောက်ကဝိတ္တဲ့သင်္မိုင်းရဲ့တပားမှာသင်္ကန်း3တယ်ပဲဆောင်လမ်းမှာမိုးတွေရွာဘွက်တွေကလူးလိုက်တာမြတ်စွာဘုရားသင်္ကန်းကလဲစရာမပါတော့တပည့်တော်ဆိုရွှဲပြီးတော့ပင်ပန်းပန်းနဲ့လာခဲ့ရပါတယ်ဖယားကျန်တာတွေအကုန်ဆင်ပြေတယ်ဒီတစ်ခုလေးပဲသူတို့ကြံသွားတယ်ပေါ့အဲ့ဒီသံဃာတွေရဲ့ဆင်းရဲမှုပင်ပန်းမှုကိုအကြောင်းပြုပြီးတော့မှမြတ်စွာဘုရားကဒီကထိန်သင်္ကန်းကိုခွင့်ပြုတာသူတော်ကောင်းတို့ဟုတ်ပြီလားကထိန်သင်္ကန်းခွင့်ပြုတာဟာဒါဆိုကထိန်သင်္ကန်းအိမ်မှာတန်ဃာ30အကြောင်းပြုပြီးကထိန်သင်္ကန်းခွင့်ပြုတော့တန်ဃာကကထိန်သင်္ကန်းလှူရင်မြတ်စွာဘုရားဘယ်လိုလှူရမလဲမေးလိုက်တော့တန်ခိကဒါနတနည်းအားဖြင့်ပြောရင်တန်ဃာကိုရည်မှတ်ပြီးတော့ပဲလှူရမယ်ဒီလိုပြောဘာကိုရည်မှတ်ရမလဲတန်ဃာကိုရည်မှတ်ရမယ်
။